မင်္ဂလာပါခင်ဗျာမချက်စာယူနိုက်တာပိတ်သက်တယောက်ဖြစ်ရတာဂုဏ်စရာကောင်းတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းရင်းအလုံးရဲ့အစဟာလူတစ်ယောက်စီကနေပဲမြက်ဖြားခံခဲ့တာပါအဲ့ဒီသူကတော့တခြားသူမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ကနဝင်နိပြကြီးစာ LS ဘာကူဆန်ပါပဲလွန်ခဲ့တဲ့3နှစ်2023ခုနှစ်ရဲ့ဒီအချိန်မှာပဲပရီးမီးယားကြီးတမိုင်းတစ်လျှောက်ပထမဦးဆုံးသော Hall of Fame ဝင်ခွင့်ရတဲ့နိပြအဖြစ်သူဟာဂုဏ်ထူးဆောင်ရွေးချယ်ခံခဲ့ရပါတယ်သူဟာအိုထရာဖို့ရဲ့အိမ်မက်ဇက်ကုံပေါ်မှာ26နှစ်ကြာစိုးစံခဲ့ပါတယ်ပရီးမီးယားလိဖလားပေါင်း73လုံးကို United စီယူဆောင်ပေးခဲ့ပါတယ်အဲဒီကာလအတွင်းမှာသူဟာပွဲပေါင်း928ပွဲကိုအနိုင်ရရှိခဲ့ပြီးဒါဟာဘယ်နည်းပြမှမလုပ်နိုင်သေးတဲ့စံချိန်တစ်ခုလည်းဖြစ်ပါတယ်ကက်ဒိုနာကနေဘက်ခန်ရိုနီကနေရိုနယ်ဒိုအထိကမ္ဘာကျော်ကစားသမားကောင်းတွေကိုသူကိုယ်တိုင်စင်တင်ပေးခဲ့တာပါသူဟာနည်းပြတစ်ယောက်တည်းမဟုတ်ပါဘူး United ရဲ့ DNA ကိုတတ်မှတ်ပေးခဲ့တဲ့ဘေးသူကတစ်ယောက်လည်းဖြစ်ပါတယ်Hall of Fame ဆိုတာထူးချွန်တဲ့သူတွေပဲရှောင်းနိုင်တဲ့နေရာပါဒါပေမဲ့ Silas အတွက်တော့ဒါဟာစုတစ်ခုထပ်ပို့ပါတယ်သူဟာပရီးမီးယားလိရဲ့စံနှုန်းကိုမြင့်တင်ပေးခဲ့သူဖြစ်တယ်လို့ရှုံးနေနေတဲ့အသင်းတစ်သင်းကိုကမ္ဘာအကောင်းဆုံးအသင်းဖြစ်လာအောင်ပြုလုပ်ပြခဲ့သူပါမန်ချက်စတာယူနိုက်တက်ကဘယ်တော့မှလက်မလျှော့ပါဘူးအဲ့ဒီစိတ်ဓာတ်ကိုသူပဲတင်ပေးခဲ့တာပါ2016ခုနှစ်အထိလဲသူ့ရဲ့အရှိန်အဝါတွေကအိုးထွက်ဖို့မှာလွှမ်းမိုးနေသေးပါပဲပွဲချိန်မိနစ်90ပြည့်လို့နာကျင်ချေဖို့ကိုရောက်တဲ့အခါတခြားအသင်းတွေကပွဲပြီးဖို့စောင့်ကြပေမဲ့စာရဲလက်ဆက် United ကတော့အဲ့ဒီအချိန်ကျမှစကစားတာပါဒါကိုပဲကျွန်တော်တို့ကဖာဂီတိုင်းလို့ခေါ်ခဲ့ကြတာမဟုတ်လားပွဲပြီးကနေထိဇွဲမလျှော့ပဲတိုက်စစ်စင်နဲ့အဲ့ဒီစိတ်ဓာတ်ဟာသူ့ရဲ့တင်ကေတပါပဲသူဟာကတ်တိုနာရဲ့မမာနကိုထိန်းချောင်းပေးခဲ့ပါတယ်ကလပ်ဆော်92ကိုကဘာတိအောင်လုပ်ပြခဲ့တယ်ခေတ်တရဲ့အကောင်းဆုံးကစားသမားရိုနယ်ဒိုကိုပြိုးထောင်ပေးခဲ့ပါတယ်သူဟာနီးပြတစ်ယောက်ထပ်ပိုတဲ့ဖခင်တစ်ယောက်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်အခု2026ခုနှစ်အထိတိုင်အောင်အိုထပ်ဖို့ရဲ့ကွင်းပြင်မှာသူ့ရဲ့ရုပ်ထုဟာအရှိန်အဝါကြီးစွာရက်တည်နေစေပါနီးပြတွေပြောင်းလဲသွားမယ်ကစားသမားတွေအသက်ရောက်လာမယ်ဒါပေမဲ့ Silas ဖန်တီးခဲ့တဲ့ Manchester United ဆိုတဲ့အစဉ်လာကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး Hall of Fame ဆိုတာနာမည်တစ်ခုကိုသိသိထားဖို့ဖြစ်ပေမဲ့ Silas ကတော့ကျွန်တော်တို့ရင်ထဲမှာအမြဲတမ်းရှိနေမှာပါသူ့ရဲ့နာမည်ကျော်ဖာဂီတိုင်းတွေကိုခင်ဗျားတို့ရောမှတ်ရသေးလားSilas ရဲ့မှတ်ရဆုံးခိုက်တောင်ကိုကောမန့်မှာရေးခဲ့ပေးပါဦးကြည့်ရှုနားဆင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တတာ